the gut thyroid axis gut ဆိုတာအစာလမ်းကြောင်းလို့ပြောရင်လူတွေကဥတွေပဲထင်တယ် no it's more than that နော်အစာလမ်းကြောင်းမှာ hollow organ တွေကနော်အစာအိမ်တို့ဥသိမ်တို့ဥမကြီးတို့solid organ တွေလည်းပါတယ်လေအသေးကလည်းအစာလမ်းကြောင်းထဲမှာပါတယ်နော်ပါးစပ်ကနေစပြီးပါးစပ်လေမျိုးအသေးဟလာတီးကြေရေတီးကြေအိတ်ဟုတ်တယ်မလားမုံဂျိုအိတ် digestive enzyme တွေထုတ်တာလေအကုန်ပါတယ်ဟုတ်ပြီလားအဲ့တော့ဒီအစာ gut and thyroid health connected more than you think ကိုကမစဉ်းစားမိဘူးနော်ဒါပေမဲ့ဆက်ဆက်နေတယ်ဟုတ်ပြီလားအဲ့တော့အစာလမ်းကြောင်းနဲ့ကျန်းမာရေးနဲ့နော်အစာလမ်းကြောင်းကျန်းမာရေး gut health နဲ့နော်ဥလမ်းကြောင်းကျန်းမာရေးဟာနော်မဟုတ်ဥလမ်းကြောင်းမဟုတ်အစာလမ်းကြောင်းကျန်းမာရေးနဲ့ thyroid ကျန်းမာရေးဟာထင်တာထက်ပိုပြီးတော့ဆက်နွယ်နေတယ်ဆိုတာကိုဒီနေ့လေ့လာကြမယ်ဟုတ်ပြီလားတချို့တွေကဘိုက်မကောင်းဘူးတခါတည်းterm စီတောက်ဟလာ acid blocker တွေတောက်တောက်ဒီတောက်မသက်တာဘယ်သက်တာမလဲယူတစ်ခုတည်းကိုကုလို့မရဘူးနှစ်ခုက two way street နော်နှစ်လမ်းမောင်းဟုတ်ပြီလား one way street မဟုတ်ဘူးနော်အဲ့တော့ the gut thyroid axis a two way street နော်အစာလမ်းကြောင်းရဲ့ thyroid ဝင်ရိုးရဲ့ axis က I think ပမာလိုဝင်ရိုးနှစ်လမ်းမောင်းအချင်းချင်းအပြန်အလှန်ကျေးဇူးပြုနေတယ် reciprocity ဟုတ်ပြီလား thyroid ကလည်းအစာလမ်းကြောင်းကိုအကျိုးပြုသလိုအစာလမ်းကြောင်းကလည်း thyroid ကိုအကျိုးပြုတယ်နော်အညမညပစ္စည်းဘုရားဟောလေပဋ္ဌာန်းယူလို့အော်ရွတ်နေတယ်မဟုတ်လားယုံနဲ့နာငါအညမညပစ္စည်းရောဒီဟုတ်တယ်မလားအဲ့ဒီတော့အဲ့ဒါကိုသတိထားနော်ဒီဥလန်းကြောင်းကြီးပဲပြဿနာဖြစ်နေဒါကြီးပဲကုလို့မရဘူးဘာကြောင့်လဲ तू ကဒါကြီးနဲ့ဆက်နေဟုတ်ပြီလားအဲ့ဒါလူတွေတော်တော်များများမသိဘူးသိတဲ့လူကပြောရင်လည်းမဟုတ်ဘူးဆိုလိုက်អော်ကြတယ်ရမ်းကြီးရတာဒါမှမဟုတ်လေယူရိုတွေအားလုံးကိုတို့ကတော်တော်ကိုသိကြီးခံရတယ် you know အဲ့တော့ many chronic diseases begin in the gut ခန္ဓာအခုခေတ်မှာပိုတော်များသေးတယ်နာတာရှည်ယောဂါတွေကကြောက်စရာကြီးဖြစ်တာတစ်ကမ္ဘာလုံးမှာဖြစ်နေတာနော်အဲ့တော့ဒီကအဓိကကနော်အစာလမ်းကြောင်းကနော်ပင်တိုင်ကြီးလိုပဲလာနေတယ်ဆိုတာကိုလူတော်တော်များများကမသိကြဘူးနော်သိအောင်ပြောပြလဲမဟုတ်ဘူးဆိုလိုက်អော်ကြတယ်သိရ Have you or someone you love ever struggled with stubborn health issues like constant bloating တစ်ချိန်လုံးရင်ပြည့်နေတယ်ရင်ခန့်နေတယ်changes in your weight that makes no sense no and overwhelming fatigue that a good night's sleep just won't fix နေလို့မကောင်းအေးရေဝအောင်အိပ်ပေမဲ့လို့လေလူကနုံနေတယ်เนาะ weight ကိုလည်း control လုပ်လို့မရဘူးဟလားအဲ့တော့ဒါတွေဖြစ်လာရင်အစားတော့เนาะစားရင်လည်းရင်ပြည့်တယ်အစာမကြည့်ဘူးမစားဘူးဘိုက်မစားဘူးဘာကြောင့်လဲအဲ့ဒါပြောပြမယ်เนาะအဲ့ဒါကြောင့်အခုထိုးနေတဲ့ပိန်စေးတွေကလည်းအဲ့ဒီပုံမှာเนาะအခြေခံထားတာပဲအဲ့တော့ many times များသောအားဖြင့်เนาะ when we experience these things အဲ့လိုဖြစ်လာတဲ့အခါမှာ we are told to focus on just one thing ဆရာဝန်သွားပြရင်ဆရာဝန်ကဘာပြလဲ okay เนาะဥမာเนาะif your stomach hurt ဘိုက်နာရင် fix your gut အစာလမ်းကြောင်းတစ်ခုခုဖြစ်နေပြီဟုတ်တယ်မလားအဲ့လိုပဲပြောတာ if your energy is low check your thyroid เนาะနွမ်းလျနေတယ်အားမရှိဘူးဆိုရင် thyroid ကို check တွက်ဒစစီဖြစ်နေတာဒါခင်မီစေးပညာအဲ့လိုလုပ်လိုက်တာလေဟုတ်တယ်မလား we treat our bodies like a collection of separate parts that don't talk to each other သူဖတ်သူယောဂကြီးဖြစ်နေတယ်လို့ယူအစမျိုးနဲ့စိတ်ကူနေကြတယ်ဒါခင်မီစေးပညာ but today ဒီနေ့ပါ we are going to bust that myth wide open okay အဲ့ဒါကြီးကအယူမှားနေတယ်ဆိုတာကိုထောက်ပြတော့မယ် we're going to talk about a hidden connection
in your body called the gut thyroid axis. Think of it like a two-way street. နှစ်လမ်းမောင်းတစ်လမ်းမောင်းမဟုတ်ဘူးเนาะအဲ့တော့ဒီအစာလမ်းကြောင်းနဲ့အစာเนาะနဲ့ thyroid ကနှစ်ဖက်နှစ်လမ်းအချင်းချင်းအပြန်အလှန်ကျေစုပြုနေတယ်เนาะဟုတ်ပြီလားအဲ့တော့ your gut houses trillions of tiny bacteria that actually help activate your thyroid hormone တွေ့လားတွေ့ပြီနော်ဒီဥလန်းကြောင်းထဲမှာပိုးတွေကနော်ဂဒေပေါင်းများစွာရှိတယ်အဲ့ဒီပိုးတွေကသူကအလုပ်အမျိုးစုံရှိတယ်ဒီအလုပ်တစ်ခုလည်းမဟုတ်ဘူးနော်နောက်ပိုင်းပြောပြမယ်အဲ့သူတို့ရဲ့အလုပ်တစ်ခုကဘာလဲဆိုရင် thyroid hormone T4 T4 ဆိုတာက inactive hormone เนาะကလပ်စီးတွေ cell ထဲမှာအလုံးမလုံးနိုင်ဘူးเนาะ thyroid က secrete လုပ်လိုက်တယ်အဲ့တော့ active hormone ဖြစ်အောင်ပြောင်းပြစ်ပေးရတဲ့နေရာမျိုးစုံရှိမှာအသည်းမှာကအများဆုံးပြောင်းတယ်เนาะဒုတိယလိုက်တာက your gut အစာလမ်းကြောင်းထဲမှာ 20% လောက်ပြောင်းတယ်နော်ကြွက်သားတို့အုံနောက်တို့တခြားနေရာမှာလည်းအနေအကျင့်ပြောင်းတယ်နော်သူက 20% ကိုသူကဒီပိုးတွေကပြောင်းပေးတာနော်ယူရိုတောင်းမလို့ပိုးတွေကိုနော်ဟိုဟန်ချက်ညီအောင်နေသူက thyroid hormone ပေါ်မှာနော် act လုပ်တယ်တွေ့တာ these trillions of tiny bacteria that actually help activate your thyroid hormone တွေ့လားအဲ့တော့သူတို့တွေက you know ဒီအကျိုးပြုတဲ့ပိုးတွေယော့သွားတာနဲ့အမျှဒီ thyroid hormone conversion မှာဟိုထိခိုက်တာပေါ့နော်ဟုတ်တယ်မလားဒါပေမဲ့အသေးကတော့အဓိကအသေးလည်းမကောင်းဘူးခုခေတ်ကအသေးမကောင်းတဲ့လူတွေကလည်းအများကြီးနော်အစာလမ်းကြောင်းမကောင်းတဲ့လူဆိုတာလူတိုင်းလိုလိုပဲအဲ့တော့ယူရိုဘယ်လို thyroid hormone အခြေအနေကကောင်းတော့မှာလဲ At the exact same time, you know, the thyroid acts as the master engine that keeps your digestive system moving. အဲ့တော့ဟာနောက်တစ်ဖက်ကိုကြည့်ရင် thyroid hormone ကနော်ဟိုမျှတရှိမှနော်ကိုယ့်ရဲ့အစာလမ်းကြောင်းကကောင်းကောင်းလုပ်မယ်တွေ့လား तू က master engine ကြီး thyroid hormone ထိန်းထားတာနော် whether your gut you အစာလမ်းကြောင်းအစာကြေဖို့ဝန်းမှန်သွားဖို့ဥလမ်းကြောင်းကအာဟာရဓာတ်တွေကိုစုပ်ယူဖို့နော်အစာအသောက်တွေကိုစားပြီးရင်နော်ဟိုတနေရာနဲ့တနေရာကိုအချိန်မီရောက်ဖို့ control လုပ်နေတာကဘဒူကြီးပါလိုက် your thyroid တွေးပြီနော်သူတို့ကနှစ်လမ်းမောင်းနော် one way street မဟုတ်ဘူးအဲ့တော့အစာလမ်းကြောင်းရဲ့ thyroid ရဲ့မှာတစ်ခုခုကနှေးကွေးသွားရင် the other crashes တွေ့လားနှစ်လမ်းမောင်းကိုဟုတ်တယ်မလားတစ်ခုက slow down ဖြစ်ရင် thyroid slow down ဖြစ်ရင် your gut will suffer and if your gut is unhealthy thyroid will suffer တွေ့လားအဲ့ဒီလို reciprocity နဲ့သွားနေတာအညမညပစ္စည်းဖျားရမ်းမှန်တာနော်This means that, no, if you have been trying to fix your gut health alone, okay, go up by Macaulo, no, how say it out, acid blocker it out, hala, who are it out, tau be melo, no, thyroid function will check melo solo she, you may be only solving half of the puzzle. Oh, villa. ဟိုအဖြေရှာတဲ့အခါမှာအဖြေတစ်ဝက်ပဲထွက်မယ်တစ်ဝက်နဲ့လုံးမဖြစ်ဘူးလေယောဂပဲပျောက်ပါမလဲเนาะ so my goal is to show you exactly how these two powerhouses work together you know gut လို့ပြောရင် gut ဆိုတာအစာလမ်းကြောင်း system ဒီ system နဲ့မှာလူတွေကထင်တာဥရေကြီးပဲဟာဘယ်ကမလဲเนาะ hollow organ တွေပါတယ် solid organ တွေပါတယ်
hollow organ ဆိုတာဂလိုင်ပေါက်ကြီးပေါ့နော်အဲ့ဒါကတော့အစာအိမ်တို့ဦးတို့ဟာလာပါဇက်ကနေစတာပေါ့နော်အစာလမ်းကြောင်းမှာပါဇက်ပါတယ် the mouth နော်လဲမျိုးပါတယ် stomach ပါတယ်နော်ဥသိမ်ပါတယ်ဥမကြီးတွေပါတယ်ဟောသူက solid organ တွေလည်းပါတယ်မမေ့နဲ့အသေးတို့မုံကြိုအိတ်တို့သီးကြည်ရည်တို့ဒါတွေကအစာချေရည်တွေထုတ်ပေးတာလေဟုတ်တယ်မလားအဲ့တော့ hollow organ တွေကဗာလဲ mouth ကအစာကိုနော်ပါးစပ်ထဲမှာအစာကိုဝါမယ်နော် saliva စတွေးနဲ့စပြီးတော့ဟို mix လုပ်မယ်ဒီမှာ digestion ကဒီရတယ်ကစတာ saliva မှာအစာချေတဲ့ digestive enzyme တွေရှိတယ်နော်သဘောပေါက်အောင်ကြည့်ကြနော်ပြောပြနေတာ so we're going another level to another level နော်ဟိုရိုးရိုးဟိုတင်ရိုးတင်ကြမဟုတ်တော့ဘူးနည်းနည်းအဆင့်မြင့်လာပြီ so I'm hoping that you will understand because တို့ရဲ့ဟို lecture တွေကိုယူတို့မှန်မှန်နားထောင်တဲ့လူတွေကသဘောပေါက်လာလိမ့်မယ်အခုမှဝင်ပြီးနားထောင်ရင်တော့ forget it မရဘူးအဲ့တော့ esophagus ဆိုတာလဲမျိုးဟလာအစာစားပြီးမျိုးချတယ်မျိုးချတာကလည်းเนาะဟိုမျိုးချပြီးတော့အစာအိမ်ထဲကိုရောက်တယ်ဒီမှာလာပြီးအစာအိမ်ထဲရောက်မှာเนาะဟော hydrochloric acid လာပြီလေတွေ့တယ်မလား stomach เนาะအစာအိမ်ထဲမှာ acid အယံကိုအပြင်းစား acid ရှိတယ်ဘာအတွက်လဲเนาะအစာချီဖို့လာပြီเนาะအဲ့တော့ဒီ acid ကလိုကိုလိုတယ်လိုလို့ပဲသဘာဝတရားကြီးကဒီကိုပေးထားတာလေဇီဝိတယုတ်ကြီးကနော်ယူကိုအသက်မသေးအောင်စောင့်ရှောက်နေတာလေ you need acid ဟလာ you အပြင်က direct hit လေအပြင်က all the ညစ်ပတ်နေတဲ့အစာအစာမပြောနိုင်ဘူးလေလမ်းဘေးကအစာတွေ bacteria တွေအများကြီးနဲ့ you ကဟာကောင်းတယ်စားပြီးမျိုးချတဲ့အခါမှာဟောခန္ဓာကိုယ်ရဲ့ defense mechanism ကဘာလဲ acid နော်ဒီအစာချေအတွက်အစာချေဖို့အတွက်တင်မဟုတ်တော့ဘူးအပြင်ကလာတဲ့ပိုးမျိုးစုံကိုသတ်ဖို့ acid ကစောင့်နေတာအဲ့တော့ you တို့က acid blocker တွေတောက်ရင် acid မရှိတော့ဘူးလေဒါကြောင့်မလို့ခုခေတ်မှာ acid blocker တွေနင်းကန်တောက်ဟလာအပြင်စာတွေစားဆေးရုံကုန်ရောက်ကုန်တာလေဝန်နေလျှော this is part of the problem နော် part of the problem အဲ့တော့ဥသိမ်ကြတော့နော်ဟိုပါပေါ့ဒီအာဟာရဓာတ်တွေကိုစုပ်ယူပြီးဗဟိတဩဇာအပြင်ကလာတဲ့ဩဇာ means nutrients နော် nutrients တွေကိုစုပ်ယူပြီး large intestine ဟလာရေတွေပြန်စုပ်ထားတယ်နော်ဟိုအညစ်အကြေးတွေကိုစွန့်ထုတ်ပစ်တယ်ဟုတ်ပြီနော် solid organ တွေကဘာလဲ liver နော် liver ကသူ့မှာဟိုလုပ်ငန်းတွေကအများကြီးရှိတဲ့အထဲကနော်သူ့ရဲ့အရေးကြီးတဲ့လုပ်ငန်းကဘာလဲဆိုရင်နော်ကိုစားတဲ့အဆီ fats တွေကိုခြေဖို့ preliminary ဟိုဟာပြုတ်ပြင်ပေးတာနော်တီးကြည်ရည် bile နော် liver ကထုတ်တာနော် gall bladder ကသိုးလောင်ကန်ပဲနော် gall bladder က bile ထုတ်တာမဟုတ်ဘူးနော်နော်တီးကြည်ရည်ဒီဟူသော bile ကဘယ်ကထုတ်တာလဲအသည်းကထုတ်တာအသေးကထုတ်တဲ့သီးကြည်ရည်ကိုမှသိုးလှောင်ထားတာက gall bladder သီးကြည်အိတ်ဟုတ်ပြီလားသီးကြည်အိတ်ရဲ့ function ကသိုးလှောင်ယုံပဲ storage အတွက်ပဲ not the production ဟုတ်ပြီလား gall bladder က store လုပ်ထားတယ်သူကစတိုကန်းကြီးအသေးကလုတ်တဲ့အစီကိုခြေပေးဖို့သဲကြည်ရည်ကိုစတိုလုတ်တဲ့စတိုကန်းကြီးဟုတ်ပြီလား pancreas မုံကြိုအိတ်ကစောကဒီအစီတွေကိုစားလိုက်တဲ့အခါမှာအသေးလေးတွေဖြစ်သွားအောင်ဘိုင်းလာအသေးလေးတွေဖြစ်သွားအောင်ပြုပြင်ပေးထားတာကိုမုံကြိုအိတ်ကထွက်တဲ့ lipase enzyme ကဆက်ပြီးတော့ခြေသွားတယ်သူက amylase လဲထွက်တယ် lipase လဲထွက်တယ်အစုံမဲ့တွေ့တယ်မလားအဲ့တော့gut ကဒီအစာလမ်းကြောင်းပြဿနာတက်တယ်ဆိုရင်တဲ့နော် if you fix the gut alone it may not be adequate because why
အဲ့ဒါတခုတည်းကိုကအစာလမ်းကြောင်းနေလို့မကောင်းဘူးရင်ကဲတယ်ဗိုက်ပြေးတယ်ဆိုရင်နော်ဝန်းချုပ်တယ်စသည်ဖြင့်အဲ့ဒါကြီးပဲနော်ဒီအစာလမ်းကြောင်းကျန်းမာရေးတစ်ခုတည်းကိုကြည့်ရင်မလုံလောက်ဘူး it may not be adequate why ဘာကြောင့်လဲ because the gut and thyroid are deeply connected နော်ဒီဦးလမ်းကြောင်းနဲ့ thyroid ခါအကြီးအကျယ်ကိုဆက်သွယ်နေတာနက်နည်းကိုဆက်သွယ်နေတာ in what the scientists call the gut thyroid axis ဟုတ်ပြီနော်ကြည့်နော် This two-way street will help you understand that the whole body health requires looking at both systems together နှစ်ခုစလုံးကျန်းမာရေးကိုကြည့်ရတော့မယ်ဟုတ်တယ်ယူရိုတွေဟလာဆရာဝန်စီသွားဘိုက်မကောင်းဘူးမသက်သာဘူးဘာ check လုပ်ရမလဲ you better check your thyroid condition ဟုတ်ပြီလားဒါပေမဲ့ခက်တာလေမြန်မာပြည်ကနောက်ဆုံးကြတော့လူတွေဘာကြောင့်ဒုက္ခရောက်နေလဲတိုင်းပြည်ဆင်းရဲလို့ okay ဘ누구အပြစ်မှာဘ누구အပြစ်လဲဆိုတာတော့မပြောချင်ပါဘူးเนาะတိုင်းပြည်ဆင်းရဲတဲ့အခါမှာဘာမဆိုလေလောက်ရတာအဆင်မပြေဘူးဟုတ်တယ်မလားအဲ့တော့ကြည့်လေကြည့်နော် two way street ဘာကြောင့်နှစ်လမ်းမောင်းလို့ပြောရတာလဲဟုတ်ပြီလား thyroid gland ကိုအရင်ကြည့်မယ်နော် thyroid gland ရဲ့ function ကဘာလဲသူက thyroid hormone တွေထွက်တယ်နော် hormone ကလည်းအမျိုးမျိုးထုတ်တယ် T4 လည်းထုတ်တယ် T4 ဆိုတာ thyroid hormone က protein နဲ့ iodine လေးလုံးကိုချိတ်ထားလို့ T4 4ဆိုတဲ့အဓိပ္ပာယ် iodine လေးလုံးနော် तू ကအများဆုံးထုတ်တာ thyroid gland ကအများဆုံးထုတ်တာ T4 နော်ဒါပေမဲ့ဒီ T4 ဆိုတဲ့အဓိပ္ပာယ်ကပြောပြီးပြီနော် iodine လေးလုံးနဲ့ protein ကိုချိတ်ထားတာသို့တော့ဒီ T4 ကကလပ်စီးထဲမှာအလုံးမလုံးနိုင်ဘူး inactive thyroid hormone ဖြစ်တယ်ဟုတ်ပြီနော်ကြည့်နော်အဲ့တော့ခန္ဓာကိုယ်ထဲမှာဒီ thyroid gland အလုံးလုံးဖို့ T4 ကိုပြောင်းပြရတော့မယ်ဟုတ်ပြီလား T4 ကနေရောဟောလားကိုကနော် T4 ကနော် gut ထဲမှာနော်အစာလမ်းကြောင်းထဲမှာနော်20% ပဲနော် liver က60% okay 20% က T4 က T3 ကိုပြောင်းပြတာအစာလမ်းကြောင်းထဲမှာရှိတဲ့ပိုးတွေနော်အကျိုးပြုပိုးတွေက T4 ကနေ T3 ကိုပြောင်းပေးတာ20%အဲ့ဒါ you need healthy bacteria အကျိုးပြုပိုးတွေလိုတယ်ယူဘိုက်ထဲမှာနော်အပြင်းစားတွေနင့်ကန်စားနော်စားပြီးတော့ဥပတ်ပြုတဲ့ပိုးတွေတအားများနေရင် that's a problem you cannot convert တွေ့ပြီနော်ကြည့်နော်အဲ့ဒါအရင်အရေးကြီးတယ်အဲ့တော့ဟိုဟာယူရဲ့ gut က healthy ဖြစ်နေရင်နော်ဥလန်းကြောင်းကကျန်းမာနေရင်အကျိုးပြုတွေနဲ့ populate လုပ်ထားရင်ဥပတ်ပြုတဲ့ပိုးတွေနည်းနေရင်နော်အစားအသောက်ကိုလည်းတတိနဲ့စားမယ်ဆိုရင် your gut will be healthy you know အဲ့တော့ healthy gut stops inflammation ရောင်ကိုင်းခြင်းအင်မတန်မှနည်းမယ်ပေါ့နော်အဲ့တော့ဒီကိုယ်လုံးအတွက်အကျိုးရှိတယ်တဲ့ဟုတ်လားအဲ့တော့ you အစာလမ်းကြောင်းကကျန်းမာနေရင်စောစောက thyroid ကထွက်တဲ့ inactive T4 ကို active T3 ကောင်းကောင်းပြောင်းနိုင်တယ်ဟုတ်ပြီလားနော်နောက်ပြီးတော့နော်ဒီဟိုအစာလမ်းကြောင်းကကျန်းမာနေရင် autoimmune ပြဿနာတွေလည်းဖြစ်ဖို့ခဲရင်သွားတယ်ခုခေတ်ကဒါကြီးကလူတွေအများကြီးဖြစ်နေတယ်ပုံစံအမျိုးမျိုးနဲ့ကိုလာနေတာဒါကြီးကဟုတ်လား like Hashimoto เนาะအဲ့တော့ဒီ autoimmune ဖြစ်ရင်သူက thyroid ကကလစီတွေကိုသွားဖျက်ဆီးပြီးတော့ Hashimoto hypothyroid တွေဖြစ်ပြဿနာတွေတက်ဟုတ်တယ်မလားအဲ့တော့เนาะဒီနှစ်ခုကဆက်ဆက်နေတဲ့အတွက်တတိထားရမယ်ဟုတ်လား
အဲ့တော့ leaky gut အဲ့တော့ဒီဘလို့ဖြစ်ကုန်တာလဲဆိုတော့ဦးလန်းကြောင်းရဲ့ lining နော်အကြောင်းအမျိုးမျိုးကြောင့်ပျက်စီးသွားပြီဆိုပါတော့နော်ဟာလာကိုနဲ့မတည့်တဲ့ gluten စားမိရင်တချို့တွေက gluten နဲ့မတည့်ဘူးเนาะ gluten နဲ့မတည့်တဲ့လူဖြစ်စေဒါမှမဟုတ်လဲเนาะဥပတ်ပြုတဲ့ပိုးတွေတိတ်များနေရင်ဒါမှမဟုတ်လို့ရှိရင်လဲเนาะဒီပြင်ပကလာတဲ့เนาะဟိုအစိတ်မျိုးစုံအထူးသဖြင့်အခုခေတ်မှာသုံးနေတဲ့ပေါင်းသက်စေเนาะပေါင်းသက်စေ glyphosate เนาะအဲ့ဓာတွေဆိုရင်เนาะဒီ gut lining က damage ဖြစ်သွားတတ်တယ်ဟုတ်ပြီလားဒါဥပမာတွေပြောပြတာเนาะ gut lining က damage ဖြစ်သွားရင် leaky gut เนาะအမှန်ဆိုရင် gut lining ကတခါတည်းကိုသိပ်သီးသီးနဲ့เนาะဟိုပိတ်ထားတာဒါပေမဲ့เนาะအကြောင်းအမျိုးမျိုးကြောင့်เนาะဒီ gut lining က damage ဖြစ်သွားရင်เนาะဟိုယိုစိမ့်မှုတွေစပြီးဖြစ်လာပြီ leaky gut เนาะ unwanted food particles တချို့တွေကအစမကြည့်တကြီးအဲ့ဒီ food particles တွေเนาะပြင်ပကလာတဲ့အစိတ်တွေသွေးတွေကိုစပြီးတော့စိတ်ဝင်ပြီအဲ့ဒီခါမှာရောင်ကိုင်းပြီလေခန္ဓာကိုယ်ကဒါတွေက foreign particles ဆိုတော့ inflammation ရောင်ကိုင်းပြီအဲ့ဒီမှာရောင်ကိုင်းတဲ့အခါမှာတကိုယ်လုံးကိုထိခိုက်တာဒီဥကလာတဲ့ဟာ thyroid ကိုလည်းသွားတယ် joint တွေလည်းသွားတယ်အုံနှောက်လည်းသွားတယ်ကြောက်ကပ်လည်းသွားတယ်တကိုယ်လုံးကိုသွားတာเนาะအကယ်၍ thyroid gland မှာဥပမာတစ်ခုဆွဲထုတ်ပြီးပြရရင် a condition called Hashimoto thyroiditis ဖြစ်ပြီဟုတ်ပြီလားအဲ့ဒီတော့ဒါတစ်ခုเนาะအဲ့တော့နောက်တစ်ခုကပြောပြမှာကခဏနေဟိုဘက်ကိုပြန်သွားမယ်ဟိုဘက်ကဟာပူကောင်းတာအဲ့တော့တစ်ခုချင်းကိုရှင်းမယ်ဒါအကုန်လုံးကို summarize လုပ်တာเนาะတစ်ခုချင်းကိုရှင်းမယ်တွေ့လား gut thyroid axis two way street ကြည့် your thyroid က thyroid gland က butterfly shape လေတွေ့လား your thyroid gland ရဲ့ your gut ကเนาะတွေ့လားဥလန်းကြောင်းပဲစတော့မယ်အဲ့တော့ thyroid hormone ကเนาะဒီ gut ဥလန်းကြောင်းကိုဘလို့တက်ရောက်တာလဲသူ့ရဲ့ဟိုတက်ရောက်မှုကဘလို့ရှိတာလဲဟလား it regulates motility เนาะဒီဥလန်းကြောင်းကเนาะဟိုလှုပ်ရှားကောင်းကောင်းလှုပ်ရှားပြီးတော့အစာတွေကိုတနေရာနဲ့တနေရာပို့ပါမယ်လေအဲ့တော့ thyroid hormone နဲ့ရင်ဒီ gut motility ကကျဆင်းသွားတယ်အဲ့ဒီအတွက်ကြောင့်မလို့တော်တော်နဲ့ဗိုက်မစာဘူးရင်ပြည့်ပြီလေဟလာ stomach တဲကစားပြီးလို့မျိုးချလိုက်ရင်เนาะအစာအိမ်ထဲကအောက်ကိုရှော့ရှော့ရှူရှူဆင်းရမယ်လေမစိမ့်မဲ့နဲ့အစာအိမ်ထဲမှာကြာနေရင်ဘာဖြစ်မလဲရင်ပြေးတာပေါ့เนาะအစာတွေကအဲ့ဒီမှာဟိုတောင်တင်နေတာပေါ့เนาะတောင်တင်နေဘာလဲ fermentation เนาะအဲ့ဒီမှာ fermentation ဖြစ်ပြီးတော့ gas တွေထွက်ပြီလေဟုတ်တယ်မလားเนาะဟို gas ကပါလေတွေလေဒါမှမဟုတ်တချို့လူတွေတစ်ချိန်လုံးဟေးဟေးဟေးဆိုပြီးတော့တဂိဂစ်နဲ့တက်နေတာလေအဲ့ဒါပဲနော်လား it regulates motility secretion and absorption နော်အဲ့တော့အဲ့တော့ဟိုပါပေါ့ဒီဟိုဟာ stomach မှာအဲ့လိုဖြစ်ရင်ရင်ပြေးမယ်လေတွေတက်မယ်ရင်ခံမယ်နော်ဟလာအစာမကြေဘူးအန်ဂျင်မယ်နော်နောက်ပြီးတော့အဲ့ဒီအစာတွေကဥသိမ်းကိုရောက်ဖို့ကလည်းကြာနေတော့ဥသိမ်းမှာလိုအပ်တဲ့အာဟာရတွေလည်းစုပ်ယူမှုကနည်းသွားတယ်နောက်ပြီးတော့ဥမကြီးကလည်းကောင်းကောင်းမလှုပ်တော့ဘူးဆိုရင်ဝန်းချုပ်ပြီလေဟုတ်တယ်မလားနောက်ပြီးတော့ဒီအဲ့ဒီအကုန်လုံးဟိုပတ်သက်လာတာပေါ့နော် microbiome balance အဲ့ဒီမှာဟိုအစာတွေကလေဟိုဘာခေါ်နေလဲကြာနေတာပေါ့နော်မြန်မြန်မစစ်သွားဘူးဝန်းနေချုပ်ပြီးတော့ဝန်းထဲကနေမထုတ်ဘူးဆိုတော့အထဲမှာရှိတဲ့ပိုးတွေလည်းဟန်ကျက်ပြက်တာပေါ့ဟုတ်တယ်မလားအဲ့တော့ဒါက thyroid က gut ပေါ်မှာတက်ရောက်မှုเนาะဟာလားဟုတ်ပြီเนาะအဲ့တော့ gut က thyroid ဒီလို two way street ဆိုတော့ तू မကြမ်းမာရင်ရော तू ကဘာဖြစ်နိုင်သလဲကြည့်နော်အဲ့တော့ gut မကြမ်းမာရင်เนาะ
ဟာရတွေကိုကောင်းကောင်းစုံမယူနိုင်ဘူး။ဘာကြောင့်လဲရောင်ကိုင်းနေတယ်ပိုးတွေဥပပြုတဲ့ပိုးတွေများနေတယ်ရောင်ကိုင်းနေတယ်နော် leaky gut ဖြစ်နေတယ်အဲ့တော့ကိုကစားပေမဲ့လို့နော်အစာအာဟာရတွေကိုဒီကနေဥသိမ်ကနေကောင်းကောင်းမစုပ်ယူနိုင်တော့အာဟာရဓာတ်တွေချို့တဲ့ပြီလေ iodine ဓာတ်နည်းမယ် selenium ဓာတ်နည်းမယ် zinc နေနည်းမယ် iron ဓာတ်နည်းမယ် tyrosine က protein ဓာတ်တစ်မျိုးနည်းမယ် vitamin B12 လည်းနည်းမယ်အဲ့တော့ဒါတွေက thyroid hormone ထုတ်ဖို့ကုန်ကြမ်းတွေလေကုန်ကြမ်းတွေမရှိတော့ thyroid hormone ကိုဘယ်လိုကောင်းကောင်းထုတ်နိုင်မှာလဲတွေ့တယ်နော်ကြည့်နော်ဟုတ်လားနောက်ပြီးတော့ဒီ तू ကထုတ်တဲ့ဟော်မုန်းတွေကို T4 ကနေ T3 ကို gut မှာ20%ပြောင်းပေးတယ်ဟုတ်လားအဲ့တော့ leaky gut လည်းဖြစ်တယ် leaky gut ဖြစ်တယ်ဆိုတာเนาะဒီဥလန်းချောင်းရဲ့ lining ကเนาะ started leaking ဟုတ်ပြီလား microscopic leaking အဲ့ဒီမှာ inflammation ဥနံရံရောင်ကိုင်းခြင်းဖြစ်ပြီလာပြီเนาะသွေးတဲ့ကိုเนาะမကြည့်တကြည်အစာတွေပိုးတွေเนาะပတ်ဝန်းကျင်အစိတ်တွေเนาะ toxins တွေ absorb ဖြစ်ပြီးခန္ဓာကိုယ်ကဘယ်လိုဆန္ဒပြတယ်လဲ by inflammation လာပြီး autoimmune activity see that တွေ့လား dysbiosis ဆိုတာကနော်အကျိုးပြုတဲ့ပိုးနဲ့ဥပတ်ပြုတဲ့ပိုးဟန်ချက်ပြက်သွားတာနော်အဲ့တော့ဒီပိုးတွေကလည်းအရေးကြီးတယ်လေ thyroid hormone metabolism ကိုသူတို့က control လုပ်ထားတယ်ဟုတ်ပြီလားအဲ့တော့အဓိကနော် key nutrients အာဟာရတွေနော်ဒီဥလန်းချောင်းနဲ့ thyroid ကိုဆက်သွယ်နေတဲ့အဓိကအာဟာရတွေကပါလဲကုန်ကြမ်းနေနော် iodine တဲ့ရမှာ T4 က iodine ၄လုံးတောင်လိုတာလေ iodine မရှိရင်ဘယ်လိုသွားလုံးမှာလဲတောင်ပေါ်ဒေသတွေမှာလေပင်ကြည့်တာဒါနော်အဲ့တော့ T4 ကနေ T3 ပြောင်းဖို့ selenium လိုတယ် zinc လိုတယ် iron လိုတယ် tyrosine ကဒီ iodine နဲ့ tyrosine နဲ့ပေါင်းတော့မှ thyroid hormone ဖြစ်တာလေနော် vitamin D ကဒီ autoimmune process ကိုထိန်းထားပေးဖို့ဟလာ vitamin B12 ဟလာအဲ့တော့ gut health မကောင်းရင်နော်ဒီအာဟာရဓာတ်တွေကိုကောင်းကောင်းစုပ်မယူနိုင်ဘူးနော် higher inflammation နော်ဥလန်းချောင်းကလည်းရောင်ကိုင်းနေပြီအဲ့ဒီလိုဖြစ်ရင် thyroid gland ကျန်းမာရေးလည်းထိခိုက်ပြီပေါ့ဟုတ်ပြီလားတွေ့တယ်နော်ကဲကြည့်တွေ့လားအဲ့တော့ thyroid gland ဒါသေးသေးလေးနော်သူကတကိုယ်လုံးကိုထိန်းထားတာဒါမှမဟုတ်တို့ယူရိုကိုအကြိမ်ကြိမ်ပြောတယ်နော် thyroid gland ကို cancer မဟုတ်ရင်သွားမထုတ်နဲ့အာရဒုက္ခဖြစ်မယ်โอเคဒါပြောပြီးပြီ hypothyroidism မှာဘာဖြစ်တယ်လဲအဲ့ဒီနေရာနည်းနည်းကြည့်မယ်နော် stomach acid နော် thyroid hormone နည်းသွားရင် hypo ဆိုတာနည်းတာနည်းသွားရင်နော်အစာအိမ်ထဲမှာရှိတဲ့ acid ဘယ်လိုဖြစ်တယ်လဲဆိုတာကြည့်ကြမယ်နော်အဲ့တော့ you က acid ကနည်းရင်မကောင်းပါဘူးဆိုမှအဲ့ဒီထဲမှာ you က acid blocker တွေတောက်ကြတယ်သေပြီလေ why low thyroid causes low acid အဲ့တော့ thyroid hormone ကနော်ဒီဘာပဲဖြစ်ဖြစ်အဓိကကိုပြောမယ်နော်အဲ့တော့ thyroid hormone နဲ့ရင်နော် acid ထုတ်တာကျသွားတယ် okay အဲ့တော့ဒီ thyroid hormone က energy အတွက်လေဟုတ်တယ်မလားခန္ဓာကိုယ်မှာဇီဝဖြစ်စဉ် metabolism ကို control လုပ်ထားတာက thyroid အဲ့တော့ဒီခန္ဓာကိုယ်အစိတ်အပိုင် organ system တွေအလုပ်လုပ်ဖို့ you need energy ဟလာအဲ့တော့ thyroid hormone ကျသွားရင် energy production လည်းကျသွားတယ်
နော်အဲ့တော့ energy production ကျသွားရင်ဟုတ်တယ်မလားဒီ stomach ပေါ့နော်ဟိုအစာအိမ်ကလည်းနော် acid တွေကောင်းကောင်းမထုတ်နိုင်တော့ဘူးလေဟုတ်တယ်မလားနော် not only that နော် Hashimoto ဖြစ်နေတဲ့လူတွေကနော်သူကအစာအိမ်မှာရောင်ကိုင်းနေတာ autoimmune gastritis နော်အဲ့ဒီမှာ autoimmune process က acid ထုတ်တဲ့ cell တွေကို destroy them နော်ဖျက်ဆီးပစ်လိုက်တော့ acid production ကျသွားတယ်ဟုတ်လားနောက်ပြီးတော့နော် thyroid function ကျသွားရင်နော်ဟိုအစာအိမ်ကလည်းနော်ကောင်းကောင်းဟိုမရွေ့လျားနိုင်ဘူးပေါ့နော် slow muscle contraction အဲ့တော့အစာတွေကဗိုက်ထဲမှာအကြာကြီးဖြစ်နေတာပေါ့နော်အောက်ကိုမြန်မြန်နဲ့မစင်းသွားဘူးအဲ့ဒါကြောင့်ရင်ပြည့်တယ်လေတက်တယ်လေကဲတယ်ဗိုက်ကြီးကဘုံ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 နဲ့လေတွေတက်နေတာအဲ့ဒါကြောင့်ဟုတ်ပြီလားအကြောင်းတစ်ပါးပေါ့နော်အဲ့တော့နောက်တစ်ခုက acid reflux ဖြစ်တယ်ခုခေတ်မှာလူတိုင်းလို့ဖြစ်နေတယ်gut ဆို acid blocker ကြီးပဲတောက်လေကြားလေစိုးလေရေရှည်မှာပြောတာခဏတော့သက်သာတယ်လို့ရှိမယ်ရေရှည်မှာမရဘူးဘာကြောင့်လဲ acid reflux paradox နော်အဲ့တော့စောစောကပြောတယ် you hypothyroid ဖြစ်နေရင်နော် stomach ကကောင်းကောင်းဟို motility ကမကောင်းတဲ့အတွက်နော်ယူရဲ့အစာတွေကအဲ့ဒီမှာအကြာကြီးထိုင်နေတဲ့ stomach မှာအဲ့တော့ဘာဖြစ်လဲ fermentation နဲ့ gas တွေထွက်လာတယ် creating gas เนาะအဲ့တော့ gas တွေထွက်လာတဲ့အခါမှာ pressure တက်လာပြီလေအထဲမှာเนาะဘိုက်ထဲမှာ pressure တွေတက်လာပြီးတော့ဒီ stomach content တွေကိုအပေါ်ကိုတွန်းတင်တော့ gut ရပြီလေသိတယ်မလားလေဂျင်တွေတက်ပြီးเนาะမလေးလေဂျင်တက်ရင်နေရခက်တယ်เนาะဟုတ်တယ်မလားနောက်ပြီးတော့ thyroid hormone level ကျသွားရင်ဒီအစာအိမ်နဲ့လေမျိုးကိုကြားထဲမှာเนาะခံထားတဲ့ကြွက်သားကလည်း weak ဖြစ်လာတယ်အဲ့တော့ကြွက်သားကအဖုံးမလုံတော့ဘူးအဖုံးမလုံတော့ you know ဒီဟိုလေဂျင်တက်ဖို့ပိုလန်းများတာပေါ့နော်အဖုံးကလုံနေမှရှိတဲ့ acid တွေကဟိုအစာလေမျိုးကိုမလောင်နိုင်ဘူးပေါ့နော်ကဲနောက်တစ်ခုကြည့်မယ်နော်အဲ့တော့ဒီမှာကြည့်နော်ဒါဥလန်းကြောင်းနောက်မေးခွန်းတစ်ခုကပါလဲ is it enough to just concentrate on GI tract health alone အဲ့တော့ကဲအစာလန်းကြောင်းကိုပဲကုမယ်ငါကအစာလန်းကြောင်းအိစပတ်ငါ့ကိုတခြားဘာမှလာမမေးနဲ့ငါနဲ့မဆိုင်ဘူးဟဲ့နော် especially in autoimmune disease ဖြစ်နေတဲ့လူတွေမှာအစာလန်းကြောင်းတစ်ခုကိုပဲဟုတ်တယ်အဓိကအစာလန်းကြောင်းကလာနေတယ်ဆိုတော့အစာလန်းကြောင်းတစ်ခုပေါ်မှာပဲဥတီပြီးကုရင်ကောလုံလောက်သလားဟုတ်ပြီလားဒါမေးခွန်းနောက်တစ်ခုnot really အဲ့ဒီလိုလည်းမဟုတ်သေးဘူးတဲ့နော်မှန်ပါတယ်တဲ့ while a healthy gut is foundational နော်အဓိကကြတာကနော်ဟိုအစာလန်းကြောင်းကျန်းမာဖို့ကအဓိကကြပြီမဲ့လို့ autoimmune ဖြစ်နေတဲ့လူတွေ like Hashimoto thyroiditis တို့နော်ဟိုဗာလဲအရေပြားလေးဘက်နာ lupus တို့နော်ဟိုသွေးလေးဘက်နာ rheumatoid arthritis တို့ IBD နော်ဥလန်းချောင်းရောင်နေတဲ့လူတွေမှာမလုံလောက်ဘူးဘာကိုကြည့်ရမလဲဒီလူတွေထူးသဖြင့်နော်အဲ့တော့ immune system regulation ဘာကြောင့် immune system တွေကပောက်ကပ္ပဖြစ်ရတာလဲဆိုယူတို့သိတဲ့အတိုင်းတို့ခဏလဲပြောပြီးပြီဥလန်းချောင်းထဲမှာကိုယ့်ရဲ့ခုခံအားစစ်တပ် your immune system is 80% 80%သောဟိုခုခံအားစစ်တပ်ကဥလန်းချောင်းမှာရှိနေတယ်ဥလန်းချောင်းမကျမ်းမာရင်သူတို့လည်းပြဿနာတက်ပြီးနော်ဟိုအဲ့ဒါမှလိုက်ပြီးတော့ autoimmune process ကအဲ့ဒီကနေစတာ
အဲ့တော့အရေးကြီးတာကနော်ဒီဥလန်းချောင်းမယောင်ကိုင်းရအောင်ဥတီရမယ်နော်နောက်ပြီးတော့ nutrient repletion နော်ဟို deplete ဖြစ်တာကို replete ပြန်လုပ်ရမယ်နော်ကို့မှာ vitamin D level ကိုအများသောအားဖြင့်ခုတဲ့တိုင်အောင်ဟာမလုံး check မလုပ်ဘူးအေးမလုပ်ချင်လဲနေပေါ့နော်ကို့သဘောဒါပေမဲ့ယူတို့သိထားရမှာက autoimmune process ကိုနော်အယံမတောင်းချမ်းရအောင် control လုပ်ထားတာအဓိကကြီးက vitamin D level vitamin D level နဲ့နေရင်ကြိုက်တာလို့မရဘူး okay အဲ့တော့ vitamin D level ကို check လုပ်ဖို့လိုတယ် minimum 40ရှိရမယ်နေကောင်းတဲ့လူတွေသို့တော့ autoimmune ရှိတဲ့လူတွေ vitamin D 40 nanogram per ml နဲ့ရချင်မှရမယ် maybe 80 100လောက်အထိတင်းရင်ယောဂပျောက်သက်သာဖို့လမ်းပိုများတယ်နော်တခြား vitamin C တွေ့တယ်မလား iron selenium zinc သိရမလားဒါတွေကိုလိုအပ်ရင်ပြန်ပြီးတော့ဖြည့်ပါဟာဖြစ်စောတောက်စရာမလုံးဆိုဝိုင်းអော်နေကြတယ်အေးလေမတောက်ချင်လဲကိုယ်သဘောဘယ်သူမှလည်းလိုက်ပြီးဆေးရောင်းနေတာလည်းမဟုတ်ဘူးအတင်းကိုယ်စလဲရပြီးတော့ပိုက်ဆံနေရနေတာလည်းမဟုတ်ဘူးမတောက်ချင်မတောက်ကြနဲ့ကိုယ်သဘောဟုတ်တယ်မလားကိုပြည့်ရင်ကိုခံလေကိုယောဂပြည့်ရင်လိမ့်ခံဟလာလိမ့်ခံပြီးတော့ steroid တွေတောက်ပူဆိုးလာတယ်ခဏတော့သက်သာမယ် steroid တောက်ရင်ခဏသက်သာမယ်ရေရှည်မှာမရဘူးပိုဆိုးတယ် toxin reduction အစိတ်တွေကိုလျှော့ရမှာပေါ့ environmental toxins သိပ်များတယ်ခုခေတ်မှာเนาะစိုက်ပျိုးရေးစနစ်ကပြောင်းသွားပြီเนาะခုခေတ်မှာပေါင်းသတ်ဆေ glyphosate တွေအရန်သုံးတယ်ပိုးသတ်ဆေ pesticides တွေအရန်သုံးတယ်ဓာတ်မြေဩဇာတွေနင်းကန်သုံးတယ်အဲ့တော့တို့တွေကဘလို့ပဲရှောင်မရဘူးဘိုက်ထဲကိုရောက်တာပဲအစားအသောက်ကမစားရင်မှမရတာဟုတ်တယ်မလားစားမှာပဲလေဟုတ်တယ်မလားအဲ့တော့တို့အမြဲပြောတယ်ဟုတ်လားဒီ glyphosate က even organic product တွေတောင်မှပါနေတယ်เนาะမြေနဲ့လေကနေပြီးတော့သွားတာเนาะမြေရေလေကနေသွားတာအဲ့တော့ even organic product တွေတောင်မှတွေ့နေတယ်ဆိုတော့เนาะဒီ glyphosate က antidote ဖြစ်တဲ့ glycine လေးကိုတောက်ပါဆိုမလုံးဆိုဝိုင်းအော်ကြတယ်အေးလေဒါကတော့ကိုယ့်သဘောပေါ့နော်ဘယ်သူမှလည်းဆေးရောင်းတာလည်းမဟုတ်တော့မတောက်ချင်နေပေါ့ကိုကအနေသာကြီးပဲဟုတ်တယ်မလားနော် chronic stress အဲ့ဒါလည်းအရေးကြီးတယ် adrenal health နော် sleep ကောင်းအိပ်ပျော်ရမယ်နော်လှုပ်ရှားနေရမယ်လမ်းလျှောက်ရမယ်နော်တတ်နိုင်သမျှအဲ့တော့ gut health is the foundation အခြေခံဖြစ်တဲ့သို့တော့ but not the whole building နော် तू က foundation တော့မှန်တယ်ဟို तू တခုတည်းနဲ့မပြီးဘူး foundation တခုတည်းနဲ့ the whole building မှမရတာနော် foundation is true it is the foundation but it is not the whole building နားလေရနော်ကြည့်နော်ကဲကြည့်ကြမယ်gut thyroid axis in autoimmune context เนาะဒီဟာကြည့်ရမယ်ဘာလို့ခုခေတ်မှာ autoimmune တွေကကြောက်စရာကြီးဖြစ်နေတာကိုကတော့တတ်နိုင်သမျှเนาะဘ ഹു တုတရှိလို့လိုက်နာရင်ခံတာမယ်เนาะဟိုသူများတွေလို့အကြီးအကျယ်ဖြစ်ချင်မှဖြစ်မယ်သို့တော်လည်းပဲပတ်ဝန်းကျင်အစိတ်တွေကအယံကိုများလွန်အားကြီးတယ်အဲ့တော့เนาะleaky gut ဆိုတာများသောအားဖြင့်ကျန်းမာနေတဲ့ဥလန်းကြောင်းက leaky gut မဖြစ်ဘူးမယိုစိတ်ဘူးเนาะဥနိုင်ရန်လမ်းကြောင်းကကောင်းကောင်းမွန်မွန်သိသီးเนาะ intact ဖြစ်နေတယ်သို့တော့ကိုနဲ့မတည့်တဲ့အစာတွေ like gluten တချို့တွေမတည့်ဘူးလူတိုင်းတော့မဟုတ်ဘူးเนาะတချို့တွေက gluten နဲ့မတည့်ရင်တချို့တွေကြတော့လေเนาะအပြင်းစားတွေနင်းကန်စားတဲ့လူတွေเนาะဘာတွေထည့်ထားမှလည်းမသိဘူးလေကိုလည်းเนาะသူတို့မိဖို့ကြောင့်မချက်နေတာလေနောက်ပြီးတော့အပြင်ဘက်ကပိုးတွေများလာရင်ပြင်ပအစိတ်တွေ like glyphosate တို့ pesticides တို့เนาะ plastic တွေခုခေတ်မှာเนาะ plastic bottle တွေနဲ့ပဲတောက်နေကြတာလေအဲ့တော့တို့ကနေ့စဉ်နေ့တိုင်း
တို့ရဲ့ gut health က you know different areas ကအဆော့မျိုးစုံလာနေတယ်အဲ့တော့မခံနိုင်ဘူးလေသိတယ်မလားအဲ့တော့ဒီဦးနိုင်ရန်လမ်းကြောင်းနော်ဦးနိုင်ရန်လမ်းကြောင်းစတင်ရိုးစိမ့်လာပြီးတိတ်တိတ်တီးတီးမရှိတော့ဘူးဆိုရင်မလိုအပ်တဲ့အစိတ်တွေရဲ့မကြည့်တကြည်အစာတွေရဲ့သွေးတဲ့ကိုရောက်ပြီးနော်အဲ့ဒီမှာသွေးတဲ့ကိုမရောက်ခင်နော်အဲ့ဒီ Peyer's patches လို့ခေါ်တယ်ဒီဦးနိုင်ရန်လမ်းကြောင်းမှာရှိတဲ့ခုခံအားစစ်တပ်တွေစတင်တောင်းကြပြီဟာရန်သူလာပြီဆို they start responding with inflammation ရောက်ပြီတကိုယ်လုံးကိုသွားတာတချို့ bacteria တွေကြတော့လေ thyroid tissue နဲ့နော်ဟို structure ချင်းနည်းနည်းတူတာရှိတယ်နော်အဲ့ဒါကြတော့လေ cross reactivity ဖြစ်တယ်အဲ့တော့အဓိကဒါပဲ inflammation နော်မတည့်တဲ့အစာတွေအကျိုးဥပတ်ဖြစ်မဲ့ပိုးတွေပြင်ရလာတဲ့ pesticides တွေနော် inflammation ဖြစ်ရင်တကိုယ်လုံး autoimmune process စပြီးတော့တကိုယ်လုံးထိခိုက်ပြီးအဲ့တော့ healing the gut can reduce immune triggers and support thyroid balance အဲ့တော့ gut ကို heal လုပ်လိုက်ရင်နော်တော်တော်လေးသက်သာလာရင် thyroid ကိုလည်းအကျိုးပြုရာရောက်တယ်သူက thyroid ကိုလည်းသွားတယ်ဒီဟိုဟာပေါ့တော့ autoimmune process က thyroid ကကလပ်စီးတွေကိုလည်းဖျက်ဆီးတယ်နော်ဒီဟိုအရေပြားလေးဘက်နာဟုတ်တယ်မလားသွေးလေးဘက်နာဟလာ Sjogren syndrome vitiligo သမင်မြူနော်အစုံဖြစ်တာတကိုယ်လုံးဒီကလာနေတာအဓိကအဲ့တော့ you ကဓာကြီးကိုလည်းကိုင်းမယ် gut ကိုလည်းကိုင်းမယ် thyroid health ကိုလည်းကောင်းဂရုစိုက်မယ် vitamin D level ကလည်းအရန်ကောင်းနေရင်ခံတာမှာပေါ့ပြေးလို့တော့လွတ်ချင်မှလွတ်မယ်သို့တော့ဟိုသူများတွေလို့ပက်လက်ကြီးလမ်းမနေဘူးပေါ့နော်ခံတာမယ်ဟုတ်ပြီနော်တွေ့လား supporting the gut thyroid connection heal the gut နော်အဲ့တော့ you အစားအသောက်ကိုဆင်ခြင်ရတော့မယ်ဆိုတာသိကြနေပြီပေါ့ဟုတ်တယ်မလားအစားအသောက်ကိုဆင်ခြင်စားတွေးကြရည်မစားနဲ့ဟလာအဲ့တော့ anti-inflammatory food စေစား bone broth တဲ့မှာအယိုးပြုတ်ရေဟိုနေ့ကတွေးလိုက်သေးတယ် Facebook မှာတောက်ဆရာမလို့ဘူးဆိုတက်ရေးတဲ့လူရှိတယ်အေးလေဒါကိုယ့်သဘောပေါ့နော်ဘယ်သူမှလည်းအတင်းမတောက်ခိုင်းပါဘူးဘာကြောင့်တို့က bone broth ကိုတောက်ခိုင်းရတာလဲဆိုတော့ bone broth မှာ collagen တွေအများကြီးပါတယ် okay collagen ကဘာလဲပထဝီဓာတ် it's a scaffold you know it's your body's scaffold okay အဲ့တော့ဒီ leaky gut เนาะဒီဦးနိုင်ရန်ဆိုစိတ်နေဆိုတာလေဦးနိုင်ရန်မှာရှိတဲ့ဉာဏ်စဉ်မခိုင်မြဲတော့တာလေဟုတ်တယ်မလားအဲ့တော့ဦးနိုင်ရန်ကိုပြင်းရင်เนาะဟိုပထဝီဓာတ်တီးဟူသောဉာဏ်စဉ် scaffold နဲ့စပြင်ရမှာပေါ့ဟုတ်တယ်မလားဒါကြောင့်မလို့တို့က bone broth ကိုတောက် bone broth ပဲပြောရဲပါတယ် collagen တောက်လို့တော့မပြောရဲဘူးတော်ကြဆရာမကြီးကမဟုတ်တာတွေ collagen တွေတောက်ခိုင်းနေဟုတ်တယ်မလားလာဦးမယ်အဲ့တော့ယူရိုကိုပြောနေရတယ်ကုသိုလ်တို့ကစေတနာနဲ့เนาะအားလုံးကိုနားလည်ပါစီတော့ဆိုပြီးတော့ကိုကြိုးမပါဘဲနဲ့ရှင်းပြနေပြီမဲ့နားမလဲတဲ့လူတွေเนาะနားလဲအောင်လဲမကြိုးစားခြင်းဘူးသိလဲမသိခြင်းဘူးနော်သိအောင်လဲမကြိုးစားဘူးဆဲဖို့ပဲတတ်တယ်လေအဲ့တော့အကုသိုလ်တွေကတော့ကိုအကုသိုလ်နဲ့ကိုပေါ့နော်မတတ်နိုင်ဘူးအဲ့တော့ heal the gut နောက်ပိုင်းမှာ detail ပြန်ပြောရမယ် heal the gut nourish the thyroid တွေ့ရမလား protein စားလူတွေကဟာ protein စားမစားဘူးဟာလားတက်လို့စားတာတက်လို့မှာတော့ protein ပါပါတယ်မပါဘူးမဟုတ်ဘူးဒါပေမဲ့ vegetarian food မှာပါတဲ့ protein နဲ့ animal protein က quality လုံးဝမတူပါဘူးဟုတ်ပြီလားဒါကိုယ့်သဘောဟာလားကိုကြိုက်တာလို့စားမယ် animal protein စားမယ်လို့ပြောတော့မဟုတ်ဘူးထောက်ပြနေတာနော် adequate protein လိုတယ် iodine လိုတယ်နော် selenium zinc iron tyrosine healthy fats တွေလိုတယ်ဟာလား balance microbiome ဟာလားအဲ့ဒါလေအရေးကြီးတယ်အပြင်းစားတွေနင်းကန်စားရင်နော်ဟို
ဥပပြုတဲ့ပိုးတွေဗိုက်ထဲမှာများနေမှာပဲဟုတ်တယ်မလားအဲ့တော့ plant food တွေစား probiotics လိုရင်တော့ဟုတ်တယ်မလားဟိုပါပေါ့နော်အဲ့ဒီ fiber တွေဘာတွေလဲနည်းနည်းပါးပါးစားပေါ့နော်တိတ်အများကြီးတော့မလိုဘူးသို့တော့ autoimmune ဥလန်းကြောင်း autoimmune ဖြစ်နေတဲ့လူတွေဥရောက်နေတဲ့လူတွေကတော့ fiber တွေကိုသွားမစားနဲ့အောင်ကောင်းသွားတော့မှပြန်စားခြင်းစားဖြစ်နေတော့မှသွားစားရင်မလွယ်ဘူးအဲ့ဒါ reduce inflammation ဟုတ်တယ်မလား and support detox pathway တဲ့ဟုတ်ပြီလား take home message ကပါလေဒီ lecture ကိုနားထောင်ပြီးတော့တို့တွေဘာသင်ခန်းစာယူကြမလဲဟလာဘ ഹു တုတ္တအတွက်ဘယ်လိုနားလည်အောင်နော်ဟိုစူးစမ်းကြမလဲ you know တို့လား your thyroid and gut your thyroid gland ရဲ့ your ဥလန်းကြောင်းဟာ they are in constant conversation သူတို့ကအမြဲတစ်ခုနဲ့တစ်ခုအချက်ပေးပြီးတော့နော်အဆက်အသွယ်ရှိတယ်ဟာငါသားတော့ကြာငါဖငါနေမယ်ဥလန်းချောင်းကြီးကလည်းငါဖငါနေမယ်အဲ့ဒီလိုမဟုတ်ဘူးအဲ့တော့တတ်စီလိုက်ကူးလို့မရဘူးလို့ပြောတာနော် when one is out of balance နော်ဘာ thyroid ကပဲ out of balance ဖြစ်ဖြစ် gut ကပဲ out of balance နော်ဥပဟန်ချက်မညီတော့ဘူးဆိုရင်တစ်ခုကမကြမ်းမာရင်နောက်တစ်ခုခံရမယ်ဒါမကြမ်းမာရင်ဒါခံရမယ်ဒါမကြမ်းမာရင်ဒါခံရမယ်တွေ့ရမလားအဲ့တော့ healing the gut နော်ဒီဥလအစာလမ်းကြောင်းကိုဟာလာ heal လုပ်မယ် nourishing the body အာဟာရဓာတ်တွေနဲ့ဖြည့်ပေးမယ်နော်ဒီဥလန်းကြောင်းမှာရှိတဲ့ immune system ကိုဘရောက်ဘရက်မဖြစ်ပဲနဲ့ငြိမ်ငြိမ်နေအောင်လှုပ်ထားမယ်ဆိုရင်နော်အဲ့ဒါကဘဒူကြီးကလှုပ်နိုင်တယ်ထင်တယ်လေ vitamin D နော် vitamin D controls the autoimmune process အဲ့ဒါကြီးကိုမမေ့နဲ့ဟာလား vitamin D လို့ပြောလိုက်ရင် wine တိုက်ခိုက်မဲ့ဟိုဘက်တော်သားတွေကလည်းအများကြီးပဲလေဟုတ်တာဒါကိုယ့်သဘောမလှုပ်ချင်ဘူးမလှုပ်နဲ့ဘယ်သူမှတင်းမလှုပ်ခိုင်းဘူးဟုတ်တယ်အဲ့တော့ it together creates the best foundation အကောင်းဆုံးအခြေခံဖြစ်တယ် for thyroid health and overall well-being အဲ့တော့ဒီကနေတို့အမြဲပြောတယ်မလားဆီယမတစ်ခါလာလဲ vitamin D တစ်ခါလာလဲ thyroid ဘာတွေလျှောက်ပြောနေတာလဲဒါကြီးပဲတစ်ချိန်လုံးချို့တွေကလိုက်မျက်စောင်းထိုးတဲ့လူတော်မှရှိတယ် you know ဒါကြီးပဲပြောလိုက်ရင်ဒါကြီးပဲဒါကြီးကအရေးအကြီးဆုံးလေဒါကြီးကိုမှမသိပဲနဲ့ကျမရေးကဘလို့ကောင်းမှာလဲဒါကြောင့်မလို့တို့ဘာတွေကိုသွေးဖောက်ခိုင်းလဲအဓိက vitamin D level ရဲ့ thyroid function ရဲ့ why because they are connected နော်နောက်ဥလန်းချောင်းကိုလည်းတစ်ချိန်လုံးပြောနေတယ်ဟုတ်တယ်မလားအဲ့တော့ they are connected they are the best foundation for thyroid health and overall well-being okay အဲ့တော့ what you can do starting today ဒီနေ့ကစပြီးဘာလုပ်မလဲ eat real whole anti-inflammatory food ဆိုလိုချင်တာဘာလဲ ultra processed food တွေကိုရှောင်ပါစက်ရုံကထုတ်တဲ့အထုပ်တွေကိုရှောင်ပါလို့ပြောတာအိမ်မှာချက်စားပါနော် support digestion regular elimination ဝမ်းမှန်သွားဖို့ address အဲ့ဒါတွေကတော့သိပြီးသားတွေပါနော်နောက်တစ်ခုပြောချင်တာတစ်ခုရှိသေးတယ်အချိန်ရှိသေးလားခဏနေ3 minutes ရှိ3 minutes more အဲ့တော့ဒီမှာ question လေးကိုပြောမယ်နော်အဲ့တော့မေးခွန်းလေးမေးစရာတစ်ခုပေါ်လာတယ် Can taking a daily probiotic fix my thyroid issue အဲ့တော့ probiotics သောက်ရင်ရော thyroid gland တွေကောအကျိုးပြုပါသလားနော် fix လုပ်နိုင်ပါသလားဟုတ်ပြီလားအဲ့တော့ probiotic သောက်ရင်ဟလာဒီဥလန်းချောင်းမှာရှိတဲ့နော်ဟိုအကျိုးပြုပိုးတွေအတွက်ကောင်းတာပေါ့နော်ဟိုပိုများလာတာပေါ့ဟလာဒါပေမဲ့လို့လေသူ့ကြီးပဲလုပ်မယ်တခြားဘာမှမလုပ်ဘူးဆိုရင် it is usually not enough to fix a thyroid tissue on its own မလုံလောက်ဘူးဟုတ်ပြီလား think of a probiotic like throwing healthy seeds into the garden ဟလာဟိုပန်းချံထဲမှာနော်အောင်နဲ့မျိုးစီတွေနော်ချဲပေးလိုက်သလိုပဲသို့တော်လည်းပဲ if the soil is inflamed နော်ကိုချဲလိုက်တဲ့မြေကြီးဟာနော်မကြမ်းမာဘူးဆိုရင်နော်အထူးသဖြင့်
နော်တခြားအာဟာရဓာတ်တွေပါမပြည့်စုံဘူးဆိုရင်ကိုကအဆီကိုကျဲလိုက်ပေမဲ့အပင်မပေါက်လာနိုင်ဘူးမှန်ပါတယ် probiotic is a great tool အရန်ကောင်းတယ်ဒါပေမဲ့တကူလုံးကိုပြင်ရမယ် probiotic တစ်ခုတည်းကိုဥတီပြီးတော့ဒါကိုပဲအားထားလို့မသင့်ဘူးလို့ပြောတာဟုတ်ပြီလား inflammatory diet အစားအသောက်ပဲနောက်ဆုံးကြတော့အစားအသောက်လူတွေကဒုက္ခဖြစ်ကုန်တာ ultra processed food တွေကြောင့်အဲ့တော့ now question 2 I have Hashimoto disease Hashimoto ဆိုတာ autoimmune thyroid disease အဲ့တော့လူတွေက thyroid စစ်ဆိုရင် antibody ဘယ်တော့မှထည့်မစစ်ဘူးနော်ဟာ TSH နဲ့ပြီးတယ်ခုခေတ်က oh my god it's so short you know ဘယ်ရမလဲမရဘူးနော် TSH က thyroid ကထုတ်တဲ့ဟော်မုန်းတော့မဟုတ်ဘူးနော် thyroid ကထုတ်တဲ့ဟော်မုန်း free T3 free T4 အပြင် antibody မစစ်ရင် how would you know you have autoimmune thyroid disease နော် thyroid check လုပ်ရင်အကုန် check လုပ်မှပြည့်စုံတယ်နော် antibody မပါရင်မဖြစ်ဘူးအဲ့တော့ Hashimoto ရှိရင်ငါမှာ leaky gut definitely ဖြစ်နေသလားဟုတ်တယ်နော်ဖြစ်နိုင်ခြေကတော့ there is a very strong chance ဖြစ်နိုင်တယ်အများကြီးဖြစ်နိုင်တယ်နော်ဒီ Hashimoto ဖြစ်နေတဲ့လူဟာ you know you ရဲ့ gut ကနော်ရောင်ကိုင်းနေတယ်ယိုစိတ်နေတယ်အများကြီးဖြစ်နိုင်တယ်ဟုတ်ပြီလားဟုတ်ပြီနော်အဲ့တော့ထားလိုက်ပါတော့ပြောပြီးပြီ 80% immune system How long does it take to see improvements in my energy once it starts supporting gut and thyroid ဒါတွေကိုပြင်လိုက်ရင်ငါရဲ့ခံစားနေရတဲ့နော်လက္ခဏာတွေကဘရောလောက်မှပြန်ကောင်းလာတယောက်နဲ့တယောက်မတူဘူး which is so true everybody is different လူတွေဟာတယောက်နဲ့တယောက်မတူဘူးဟုတ်လားသို့တော်လည်းပဲနော်တေးသေးချာချာပြင်လိုက်မယ်ဆိုရင်လူတော်များများကနော်ဒီပေါ့ရင်ပြေးတာတို့အစာမကြေတာတို့လေတွေတကေးကေးနဲ့တက်နေတာတို့ဟာနော် a couple of weeks မှာတက်တာလာတက်တယ်တဲ့ဟုတ်ပြီလားဘာကြောင့်လဲ why the gut wall နော်ဒီအစာလမ်းကြောင်းရဲ့နော်နံရံနော်မရှိတဲ့ကလပ်စီးတွေကနော်ဖြစ်လိုက်ပြက်လိုက်လေဟုတ်တယ်မလားဖះဟောလေအနေစာဒုက္ခအနတ္တနော်ဘာမှမမြဲဘူးသူတို့ကလည်းကလပ်စီးတွေကဖြစ်တယ်ပြက်တယ်ပြက်သွားတယ်လေအဲ့တော့နောက်ကိုကပြင်လိုက်လို့ရှိရင်နောက်ထွက်လာမဲ့ကလပ်စီးတွေကကျမ်းမာတဲ့ကလပ်စီးတွေပေါ့ဟုတ်တယ်မလားကလပ်စီးတွေကလည်းအနေစာသဘောပဲနော်ဟုတ်တယ်မလားရူပတ္တရဟုတာမရုပ်ပိုင်းမှာဗာလဲဖះဟောလေဟုတ်တယ်မလားအဲ့တော့ကလပ်စီးတွေကနော် every few weeks မှာ it can heal relatively fast you ကောင်းပြင်လိုက်မယ်ဆိုရင်နော်ဒီမကျမ်းမာတဲ့ကလပ်စီးတွေကပျက်စီးသွားပြီးတော့ကျမ်းမာတဲ့ကလပ်စီးတွေနဲ့အစားထိုးမှာပေါ့ဟုတ်ပြီလားအဲ့တော့ဒီကြီးကျယ်သက်သာဖို့ဆိုတာနော်အချိန်ယူရတယ်ဟော်မုန်းစီကကိုကလည်းဖြစ်တာကြပြီအခုမှနေချင်းညချင်းပျောက်ချင်လို့တော့မရဘူးဟလာဟော်မုန်းစီပါတွေပြန်ကောင်းလာဖို့ဆိုတော့3လကနေ6လလောက်အထိတော့ကြာတတ်တယ်ဒါပေမဲ့နော်မှန်နော်နေ့စဉ်မှန်လှုပ်သွားဖို့ consistency is the secret နော်ကိုကမှန်လုပ်နေဖို့အရေးကြီးတယ်ဟာတော့ကြကိုကမှန်လုပ်နေပြီးတော့အပြင်စာတွေသွားစားမဟုတ်တာတွေစားဟာလားလမ်းဘေးဟာတွေစားဝန်းနေလျှော်သွားပြီလေသိတယ်မလားမရဘူးကိုကမှန်လုပ်ရင်မှန်လိုက်နာရင်နော်ကြီးကျယ်ပြဿနာတွေက3လက6လလောက်အတွင်းမှာသိတာလာနိုင်တယ်နောက်ပြီးတော့ bite လေခန္ဓာတို့ဘာတို့ကြတော့နော် a few weeks အတွင်းမှာသက်သာနိုင်တယ်ဘာကြောင့်လဲမကြမ်းမာတဲ့ကလပ်စီးတွေကအနိစ္စသဘောလေပျက်စီးသွားပြီးနောက်ထွက်လာမဲ့အသစ်ကလပ်စီးတွေကကြမ်းမာတဲ့ကလပ်စီးတွေဖြစ်နေလို့ပါဟုတ်ပြီလားကဲတော်ပြီဒီနေ့အဲ့ဒါလောက်နောက်ပိုင်းမှာနည်းနည်း detail ဒါအမှန်ဒါတွေကပြောပြီးသားယူရိုတွေကိုခဏပြောနေတာ
သိတယ်မလားအရေးကြီးလို့တို့တွေကဟာဦးလန်းချောင်းထအော်နေတယ်ဦးလန်းချောင်းပြင်ရပြီ not so fast ဦးလန်းချောင်းတစ်ခုတည်းကိုပြင်လို့မဖြစ်နိုင်ဘူးလို့ပြောတာဒါမှမဟုတ်ကျမကဟုတ်တယ် vitamin D level ဖောက် thyroid ဖောက်ဟာဝိုင်းអော်ကြတယ်ဆရာမကြီးကတစ်ခါလာလက်တာပဲတစ်ခါလာလက်တာအေးလေခန္ဓာကိုယ်ကြီးကဒီလိုအလုံးလုံးနေတာကိုကဲနားလည်ကြပါသလားပရိသတ်တွေ